ထိုင်းနယ်ပွဲလိုင်းတက်ကတော့ထွက်လာခဲ့ပြီကွက်လက်မှာဝေလင်းအောင်ပါလာတယ်ခန်းစစ်မှာတော့မျက်ဖုံးခန့်ပါလာခဲ့ပြီးတော့ဒါဝေလင်းအောင်ရဲ့ကျော်မင်းဦးရဲ့မျက်ကောင်းခန့်ရဲ့ကွက်လက်မှာကစားသွားမယ်တိုက်စစ်ကတော့ဘာမှအပြောင်းလဲမရှိဘူးတန်းပိုင်ကအထောင်ဘယ်ညာတောင်ပန်တစ်ဖက်မှာလွင်မိုးအောင်နဲ့ဝင်းနိုင်ထွန်းတို့ရှိတယ်ဆိုတော့ခန်းစစ်ကျောင်းကတော့နည်းနည်းလေးအပြောင်းလဲလောက်ထားတယ်လို့ပြောလို့ရတယ်မျက်ဖုံးခန့်ကဖိလစ်ပိုင်ကိုနိုင်ခဲ့တဲ့အဝေးကွင်းပွဲစဉ်မှာလည်းသူပွဲထွက်ခွင့်ရပြီးတော့ဒီပွဲမှာလည်းသူ့အနေနဲ့ဘယ်ချမ်းကိုထွက်ကစားမယ်လို့ထင်တယ်ဆိုတော့ခန်းစစ်ကျောင်းမှာဘိုခန်းစစ်သမားတွေဖြစ်တဲ့ဒါဟိန်းစရာလင်းရဲ့စိုးမိုးကျော်ရဲ့မျက်ဖုံးခန့်ရဲ့ကစားပြီးညာမှာတော့ဇွဲခန့်မင်းကစားသွားမယ်ဇွဲခန့်မင်းရဲ့နေရာမှာတော့ဒုတိယပိုင်းမှာဟိန်းဖြိုးဝင်းပြန်ပြီးတော့ပါလာနိုင်ဖို့ရှိနေတယ်ဟိန်းဖြိုးဝင်းကအရန်လူစင်းမှာပါတယ်နန္ဒကျော်ကတော့အရန်လူစင်းနဲ့မှမပါဘူးဆိုတော့ဒီပွဲမှာတော့နီးပြအန်ဒါဆန်အနေနဲ့ခန်းစစ်ကိုလည်းတည်တည်ချာလေးတီဆောက်ပြီးတော့ကွက်လက်ရနေခတ်မှာကစားမယ်သူ့ရဲ့အားသာတဲ့ဒီတိုက်စစ်က transition တွေနဲ့သွားပြီးတော့ထိုင်းကိုရင်ဆိုင်သွားမယ်လို့ယူဆရတယ်လူထုတ်ပုံရတော့မစိုးဘူးလို့ပြောလို့ရတယ်ခန်းစစ်မှာဘယ်ချမ်းကပြဿနာရှိနေတာဘယ်ချမ်းတောက်လျှောက်တယောက်မှအရန်ကြီးဘယ်လိုခေါ်မလဲပုံစံကောင်းမပြနိုင်ဘူးเนาะသုံးလို့တော့ရတာမှန်ပေမဲ့အရန်ကြီးကောင်းတဲ့ပုံစံမျိုးမပြနိုင်ခဲ့ဘူးညာချမ်းကတော့လက်ရှိဇွဲခန့်ဘက်တဲ့ဆိုင်တော့ကြက်ခိုင်မှုသာပြည့်နေမယ်ဆိုရင်တော့ဟိန်းဖြိုးဝင်းကစားတာကတော့တိုက်စစ်မှာပို့ပြီးတော့ချိတ်ဆက်မှုတွေပို့ပြီးလုံနိုင်မယ်လို့ထင်တယ်ဆိုတော့မြန်မာအနေနဲ့ထိုင်းကွင်းမှာဘယ်လောက်ထိအကောင်းဆုံးပြန်လည်ပြီးတော့တုံ့ပြန်သွားမလဲဆိုတာကြည့်ရမယ်ထိုင်းကတော့442ပုံစံနဲ့ကစားမှာဖြစ်ပြီးတော့တိုက်စစ်ပိုင်းမှာလူငယ်ကစားသမားတွေကိုတင်ပြီးတော့ကစားထားတာကိုတွေ့ရတယ်ဝိုင်းကစားသမားတွေကိုအနာပေးပြီးတော့ထိုင်းအသင်းကသူတို့ရဲ့ဒီအတွေ့အကြုံရှိကစားသမားတွေနဲ့လူငယ်ကစားသမားတွေကိုချိုးကျပေါင်းဆက်ပြီးတော့မြန်မာအသင်းကိုအခန့်ကစားသွားဖို့ရှိနေတယ်လူစင်းကတော့ဒါကျွန်တော်မျှော်လင့်ထားတဲ့အတိုင်းပဲကွင်းလယ်မှာဝေလင်းအောင်ပါလာတာကိုကျွန်တော်ကြိုဆိုတယ်ခန်းစစ်မှာလည်းမျက်ဖုံးခန့်ကတော့နည်းနည်းလေးခန်းစစ်ကစားပုံပိုကောင်းမယ်လို့ကျွန်တော်ယူဆတယ်သူကတော့ဘိုးခန်းစစ်မှာလည်းကစားနေတဲ့ကစားသမားဆိုတော့ဘယ်ချမ်းထွက်ကစားပြီးမယ်သူနဲ့ကဒီ3ဘက်ပုံစံမျိုးတောင်ဆန်သွားနိုင်တယ်ဆိုတော့မြန်မာပြည်သက်တွေမျှော်လင့်နေတဲ့တကယ်ကိုအရေးကြီးတဲ့ပွဲမှာမြန်မာအသင်းဘယ်လောက်ထိပုံစံကောင်းပြပြီးတော့စွမ်းဆောင်နိုင်မလဲသူတို့ရဲ့အကောင်းဆုံးတိုက်စစ်ကိုထပ်မံမြင်တွေ့ရမလားထိုင်းကလည်းတိုက်စစ်ရောခန်းစစ်ရောဟန်ချက်ညီပြီးတော့ဒီပြိုင်ပွဲမှာပေးကိုလုံးဝမရှိသေးတဲ့အသင်းတိုက်စစ်က8ဂိုးသွင်းတယ်ခန်းစစ်ကပေးကို1ဂိုးမှမပေးရသေးဘူးဆိုတော့မြန်မာအသင်းအတွက်တော့တကယ်ကိုကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာဖို့ရှိနေတယ်